ကျွန်တော်တို့ color palette ကလေးတစ်ခုလုပ်ကြည့်လိုက်အောင်ဆိုတော့ကိုကြိုက်တဲ့ color တစ်ခုကိုရွေးလိုက်မယ် shape လေးတစ်ခုဆွဲမယ် order ဖိပြီးတော့ copy ပွားမယ်ကိုလိုချင်တဲ့အရေးအတွက်ကိုလိုက်ပြီးတော့ control D ကိုနှိပ်သွားလိုက်မယ်ပြီးတော့တစ်ခုချင်းစီမှာဒီတုံးအနုရင်လေးတွေလိုက်ပြီးတော့ထည့်မယ်ဒီနီလန်းလေးကတော့ကျွန်တော်တို့နီလန်းမှန်မဟုတ်သေးဘူးပေါ့နော်နီလန်းမှန်လို့ဖို့အတွက်ကကျွန်တော်တို့ color နှစ်ခုလိုတယ်အဲ့တော့ဒီမှာကကျွန်တော်တို့ကဒီတုံးအရင်ကနေတုံးအနုကိုသွားတဲ့ color palette ကလေးလုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထိပ်ဆုံးမှာက color အရင်ကိုထားပြီးတော့ဟိုနောက်ဆုံးမှာက color အနုကိုထားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ blend tool ကိုယူပြီးတော့လိုက်ပြီးတော့ click တစ်ချက်စီနှိပ်ပေးမှာဖြစ်ပါတယ် click ဒါဆိုဒီလို blend လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ blend ကိုပြန်ယူပြီးတော့ click တစ်ချက်နှိပ်ပြီးပြန်ယူလိုက်တယ်နော်အဲ့တော့ဒီမှာ specify step ကိုရွေးပေးလိုက်မယ် preview box ကလေး on ထားမယ်ဒီမှာ blend လုပ်မဲ့အချိန်ကြီးအတွက်ကိုကျွန်တော်တို့ကိုလိုချင်သလိုထည့်ပေးမယ်ကျွန်တော်ကခုန blend အရေးအတွက်တအားများတာဖြစ်တဲ့အတွက်ဒီလိုအတုံးတုံးလေးတွေမမြင်ရတော့ဘူးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီမှာဥပမာကျွန်တော်ကဒီ blend နဲ့အရေးအတွက်ကို6လို့ရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကျွန်တော်တို့ယူထားတဲ့နှစ်ခုရဲ့ကြားထဲမှာနောက်ထပ်6ခုထပ်ပြီးတော့ရောက်လာမှာဖြစ်တယ်စုစုပေါင်း8ခုဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ color palette ကတော့ color အရင်ကနေဒီ color အနုကိုသွားတာပေါ့နော်အဲ့တော့တခြားကျွန်တော်တို့ဒီအယောင်မတူတဲ့ color palette ကလေးတွေလုပ်ပြီးတော့လည်းပဲအသုံးပြုလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ